လွန်ခဲ့တဲ့10နှစ်လောက်တုန်းကတစ်တော်တစ်ခုဟာဆိုရင်တော့တစ်ပင်ကြီးငယ်တွေနဲ့တောရဲ့ဆိုးဆိုးမှုတဘာဝကိုအပြည့်အဝခံစားနိုင်ပါသေးတယ်။မိုးလင်းကနေအချိန်နေအလင်းအောင်ကတောထဲကိုတိုးဝင်နေပြီးတိရွက်ကျွေးတဲ့ရာသီဥတုထဲမှာတန်ဃာတော်နှစ်ပါးလမ်းလျှောက်ကြွားလှမ်းနေခဲ့တယ်ဗျ။ရှေ့ကနေကြွားလှမ်းနေတဲ့ဦးစင်းရဲ့ဘွဲအမိကတော့အရှင်စာရဖြစ်ပြီးငယ်စဉ်ကတည်းကဘုန်းကြီးဝတ်ခါတရားပေါင်ထဲမှာနေထိုင်နေတာဖြစ်ပါတယ်။ရာသီဥတုအရက်မပူတဲ့အခါတိုင်းလိုမှလည်းတောထွက်ပြီးတရားကျင့်နေရှိတယ်ပေါ့ဗျာအဲ့လိုတောထွက်တရားကျင့်တိုင်းလဲကိုရင်တပားမဟုတ်တပားအမြဲတမ်းအဖော်လိုက်ပါလေရှိပါတယ်ကိုရင်လမ်းလျှောက်နိုင်သေးရဲ့လားဦးစင်းရဲ့နောက်ကနေဖြည်းဖြည်းချင်းလိုက်လာနေတဲ့ကိုရင်ကလမ်းလျှောက်တာတဖြည်းဖြည်းနဲ့အားလျော့လာခဲ့တာကြောင့်အရှင်စာရကမေတ္တာအပြည့်နဲ့လှည့်ကြည့်ပြီးမေးမြန်းလိုက်တာပါလျှောက်နိုင်သေးပါတယ်ဦးစင်းဖေ။ဒါပေမဲ့နည်းနည်းတော့နှေးပါလိမ့်မယ်ဦးစင်းကခေါင်းငိမ်ပြလိုက်ပါတယ်တကယ်တော့မမေ့လဲဦးစင်းကအရင်ကတည်းကလေ့ကျင့်ထားတဲ့ပညာတွေကြောင့်ကိုရင်အတော်လေးကိုပင်ပန်းနေပြီဆိုတာကိုသိတော်မူနေခဲ့တယ်ဗျကိုရင်အတွက်လဲဒါဟာဦးစင်းနောက်ကိုပထမဆုံးအချိန်တောထွက်လိုက်ဖူးခြင်းဖြစ်နေခဲ့တာလဲပါပါတယ်ကျောင်းဆောင်ကနေမထွက်လာခင်တုန်းကတော့ကိုရင်ကတောထွက်တရားကျင့်ရမှာကိုအရန်စိတ်လှုပ်ရှားနေခဲ့တာကြောင့်ဦးစင်းအနေနဲ့စိတ်ထဲကနေမချီကျူးပဲမနေနိုင်ခဲ့ပါဘူးကျောင်းဆောင်ကနေထွက်ပြီးတောထဲကိုရောက်လာတဲ့အခါမှာလဲဦးစင်းကိုရင်ကိုသတိထားကြည့်နေမိတယ်ဗျဒါပေမဲ့ကိုရင်ကဘလောက်ပဲပင်ပန်းနေပါစေသိခံခြင်းတရားအတော်လေးရှိတာကြောင့်ဦးစင်းရဲ့စိတ်ထဲကနေထပ်မံချီးကျူးနေမိပါတယ်နိုင်တလောက်ပဲနော်ကိုရင်ဦးစင်းလည်းဖြည်းဖြည်းချင်းရှောက်မယ်ဦးစင်းတို့နားမယ်နေရာကိုရောက်ဖို့ကတိတ်မလိုတော့ပါဘူးကိုရင်ကလည်းသူ့ကိုနောက်ကလိုက်ခွင့်ပြုတဲ့အပြင်သူ့အပေါ်မေတ္တာထားပေးတဲ့ဦးစင်းကိုလက်ဟုတ်ချီပြီးကျေးဇူးတင်နေခဲ့ပါတယ်ဒါပေမဲ့လည်းตายာပြီးရေရှိရာအရက်တစ်ခုကိုဖျက်သွားတဲ့အခါကိုရင်ကဘလောက်ပဲပင်ပန်းနေပါစေစိတ်ထဲတန်တရားဖြစ်နေတဲ့အရာကိုတော့မမေ့ပဲမနေနိုင်ခဲ့ပါဘူးဦးစင်းဖေ။ဘာလို့ဒီနေရာမှာပဲမနာတာလဲဖေ။ဦးစင်းကအရှိဘက်ကိုအရင်ကြည့်ပြီးမှကိုရင်လေးမေးတာကိုလှည့်ပြီးဖြေးပေးလိုက်ပါတယ်ဒီနေရာကကောင်းပါတယ်ဒါပေမဲ့ရေမရှိဘူးအောက်ကိုနည်းနည်းထပ်ဆင်းသွားရင်ရေလဲရှိတယ်ကိုရင်လည်းနားရပြီပေါ့ကိုရင်နားလေသဘောပေါက်ပြီးဦးစင်းနောက်ကိုဘာမှထပ်မမေးတော့ပဲလိုက်သွားခဲ့ပါတယ်အဲ့နောက်မှာတော့တောင်ကုန်းအသေးလေးတစ်ခုဖြတ်ပြီးနတ်ကြီးတယ်လို့နာမည်ကြီးတဲ့ဖုံကြောင်အဟောင်းဇေဒီအဟောင်းနေရှိတဲ့နေရာကိုရောက်သွားခဲ့ကြပါတယ်ကိုရင်အဲ့ရေကန်သေးသေးလေးကိုတွေ့လားရေလဲတန့်နေမျက်နှာလည်းတစ်လို့ရတယ်နော်ဦးစင်းလည်းညှို့ထိုးပြတဲ့နေရာကိုကြည့်တော့ရေကန်ကိုတွေ့လိုက်ရပြီးကိုရင်အယမ်းပြောသွားခဲ့ပါတယ်ဒီလိုနဲ့ကိုရင်ကဦးစင်းနားဖို့အတွက်နေရာကိုအသေးချာလေးပြင်ဆင်ပေးပြီးရေကန်မှာမျက်နှာတစ်ဖို့ထွက်လာခဲ့တယ်ဗျနားတဲ့နေရာကနေရေကန်အသိမဝေးဘူးလို့ဆိုပေမဲ့တွားလေလေဝေးလာတယ်လို့ခံစားနေရပါတယ်ပြီးတော့ကိုရင်ကသူ့အနောက်ကိုတယောက်ယောက်လိုက်လာတယ်လို့မျိုးလဲခံစားနေရတယ်ဗျဦးစင်းစိတ်ပူလို့များနောက်ကလိုက်လာလားမသိဘူးအဲ့အချိန်မှာကိုရင်တန်တရားဖြစ်ပြီးအယမ်းမကြောက်မိအောင်စိတ်ကိုထိန်းကရဲရင်စိတ်တွေနဲ့အာတင်းထားလိုက်ပါတယ်လူတယောက်အဝတ်ခါလိုက်တယ်လို့မျိုးအတန်ကိုကြားလိုက်ရပေမဲ့သူ့အရှိမတော့ဘာမှမရှိပဲလစ်လန့်နေခဲ့တယ်ဗျဦးစင်းနားနေတဲ့နေရာကလည်းခက်လှမ်းလှမ်းအောင်ရောက်သွားတော့ကိုရင်ချက်သိန်းနေထပြီးကြောက်စိတ်တွေဝင်လာခဲ့တာနဲ့ရေကန်နားကိုအမြန်ဆုံးတွားတော့တယ်ဗျတွားနေပေမဲ့လည်းရေကန်နားကိုမရောက်နိုင်ပဲရုတ်တရက်ဆိုသလိုမှုန်တိုင်းလိုလေတွေတိုက်ခတ်လာခဲ့တာကြောင့်ကိုရင်အပေါ်ကိုမော့ကြည့်လိုက်ပါတယ်ကောင်းကင်ကလည်းနေပြီးတော့အမြန်မောင်းလာတာပဲနေဝင်ချင်းရဲ့အနေအောင်ကောင်းကင်ကအခုလိုအခြေအနေမျိုးမှာတော့သူ့အတွက်ကြောက်စရာကောင်းနေခဲ့ပါတယ်ခြေလက်အနေငယ်ရှောင်းရေကန်ကိုရောက်ပြီးမို့သူလည်းအမြန်သွားပြီးခြေလက်မျက်နှာတစ်ခါနားနေတဲ့နေရာကိုပြန်သွားဖို့လှုပ်ခဲ့လိုက်တယ်ဗျဒါပေမဲ့ရေကန်ကနေပြန်ထပြီးနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့အရာအလုံးကမှောင်မဲသွားပြီးအရင်နဲ့လုံးဝမတူတော့ပါဘူးသူမြင်လိုက်ရတာကမျက်ပင်ကြီးငယ်တွေနဲ့ရှုပ်ထွေးနေတဲ့တောနယ်ကြီးတစ်ခုဖြစ်နေပြီးပိုကြောက်စရာကောင်းတာကတိရွက်တွေပြန့်လွင့်နေအောင်လေတွေကလည်းတိုက်ခတ်နေပြန်ပါတယ်ပြီးတော့ဘယ်ဟာမှမသိတဲ့ခွေးဥတန်တွေကလည်းဇက်တိုက်ထွက်ပေါ်နေခဲ့တယ်ဗျကိုရင်ဘဲညာကြည့်မိနေပြီးဒါကဦးစင်းတော့ကိုပထမဆုံးတောထွက်လိုက်တာဖြစ်လို့အခုလိုမျိုးကြုံရမယ်မှန်းကြိုတင်မသိခဲ့ပါဘူးလေးလံတဲ့ခြေသားတစ်ခုကသူ့အနောက်ကနေလိုက်လာခဲ့တာကြောင့်ကိုရင်သတိထားပြီးလှည့်ကြည့်လိုက်တဲ့အခါကိုမျက်စိကိုယ်တော်မယုံနိုင်အောင်ဖြစ်သွားခဲ့ရတယ်ဗျကြောက်စရာကောင်းတဲ့မြင်ကွင်းကြီးပါပဲ
စုပ်ပြနေတဲ့အဝတ်အစားတွေနဲ့အရက်မြင်မာတဲ့ယောက်ျားတစ်ယောက်ကမျက်တောင်နေကြီးတဲ့နဲ့ကိုပေါ်မှာလဲဒဏ်ရာတွေတွေးတွေပေးချန်နေခဲ့တယ်ဗျကိုရင်လေးနောက်ကိုဆုတ်သွားပြီးဒီအခြေအနေကတော့လူမဖြစ်နိုင်တော့ဘူးဆိုတာတေချာနေခဲ့ပါပြီဒါကြောင့်သူဦးစင်းရှိတဲ့နေရာကိုအမြန်ဆုံးရောက်အောင်အော်ဟစ်ပြေးလေတော့တယ်ဗျဒါတော့ပဲကိုရင်ရဲ့အတန်းကကျဲနေပါစေနောက်ကနေပြေးလိုက်လာတဲ့အတန်းကပူပြီးကျဲလောင်နေခဲ့ပါတယ်အဲ့ဒီခန္ဓာကိုယ်ကအယံမြင့်မာပြီးခြေတံတွေကလည်းကြီးမားကပိတ်တာတရေတကောင်လိုပါပဲဦးစင်းကဲပါဦးကြောက်စိတ်တွေကြောင့်အကူကြီးတောင်းတန်နေရတဲ့လဲဦးစင်းကိုလိုက်ရှာတာတလဲနဲ့ဖြစ်နေတော့မှာပဲအရှိဘက်အစွန်လောက်မှာဦးစင်းကသူ့ကိုလက်ရက်ခေါ်နေတာကိုမြင်လိုက်ရပါတယ်ဒါပေမဲ့ဘလို့အကြောင်းကြောင့်ဦးစင်းကတရားထိုင်မဲ့နေရာမှာမရှိပဲအဲ့ဒီတောထဲမှာလက်ရက်ခေါ်နေရလဲဆိုတာကိုကိုရင်တရားရက်ပြီးစဉ်းစားနေမိတယ်ဗျအဲ့နောက်တော့တုတ်ချေတင်ပြီးဦးစင်းသွားတဲ့နောက်ကိုအမြန်လိုက်ပါတော့တယ်ဦးစင်းဘာမှလဲဖေအနောက်ကိုသွားလေဦးစင်းကအဝေးကိုပူးပြီးတော့ရောက်သွားပါတယ်ဖြည်းဖြည်းချင်းနဲ့ဦးစင်းကတောနက်ထဲကိုဝင်သွားပြီးတင်ငန်းကိုသာမြင်နိုင်တဲ့အထိဖြစ်သွားပြီမယ်ကိုရင်ကရှေ့မှာကြုံခဲ့ရတဲ့ကြောက်စိတ်တွေကြောင့်ဦးစင်းသွားတဲ့တောနက်ထဲကိုဝင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်တောနက်ထဲကိုပိုးရောက်လေအပြင်အလင်းရောင်တွေကလည်းနဲလာခဲ့တယ်ဗျဘိုးကောင်တန်အမျိုးမျိုးနဲ့အတူတောတရိษံတချို့ရဲ့အတန်တွေလည်းကြားနေရပါတယ်ဒါပေမဲ့အဝေးကလှမ်းမြင်နေရတဲ့ဦးစင်းကဖြည်းဖြည်းချင်းရှေ့ကိုဆက်သွားနေတော့မှာပဲဘယ်အရက်ကိုဆက်သွားရမှန်းမသိလောက်အောင်ပျောက်ကွယ်သွားခဲ့တယ်ဗျဦးစင်းတပည့်တော်ကဲပါဦးပိုးပြီးကြောက်စိတ်တွေဝင်လာလေကိုရီအဲ့ဒီတောနဲ့ထဲကနေထွက်ပြေးဖို့စဉ်းစားမိလေပါပဲဒါပေမဲ့ဘယ်နေရာကိုပဲကြည့်ထွက်ပေါက်မရှိနိုင်တဲ့တစ်ပင်အုပ်ကြီးတွေနဲ့ပဲပြည့်နှက်နေခဲ့တယ်ဗျပိုးပြီးလမ်းလျှောက်လေပိုးပြီးနှက်ဆိုင်လာလေကိုရီလေးကိုယ်တိုင်လည်းလမ်းပြောင်းနေပြီလို့ခံစားလာရပါတယ်ဘယ်ဟိုစသွားမှန်းမသိစဉ်းစားနေတော့မှာပဲရှေ့မှာဦးစင်းကထပ်ပြီးခေါ်နေတောင်မြင်တော့ကိုရင်လေးတယောက်စိတ်သက်သာရာရသွားခဲ့တယ်ဗျဦးစင်းတပည့်တော်လာခေါ်တာလားဖေတိုးရင်နေတဲ့အတန်းနဲ့မေးလိုက်ပေမဲ့အသေးချာကြည့်လိုက်တော့မြင်လိုက်ရတာကဦးစင်းမဟုတ်ပဲသားကောင်စားလောင်နေတဲ့အကြီးနဲ့စိုက်ကြည့်နေတဲ့တမန်ကြားတကောင်ဖြစ်နေခဲ့ပါတယ်အမေဦးစင်းတပည့်တော်ကဲကြပါဦးဒီလိုအဖြစ်မျိုးတွေသူများပြောတာကြားဖို့ခဲ့ပေမဲ့အခုလက်တွေ့ကြုံနေရတဲ့ကိုရင်နောက်ကိုယ်တော်လှည့်မကြည့်ဝန်းတော့ပဲဥတီရမယ်ဆက်ပြေးနေခဲ့ကြပါတယ်စိတ်ထဲမှာတော့ပထမဦးစင်းလက်ရခေါ်ခဲ့တဲ့နေရာကိုရောက်အောင်ပြန်ပြေးမယ်လို့ပဲတွေးထားခဲ့တယ်ဗျနှလုံးသားတွေကလာတဲ့အကြောက်တရားကြောင့်ပုံခိုစီရနေရာတစ်ခုကိုတပီးတပင်အောက်မှာတွေးလိုက်ရတာနဲ့ကိုရင်အဲ့ဒီအထက်ကိုတိုးခွေပြီးပုံနေလိုက်ပါအထဲမှာထိုင်ပြီးဦးစင်းတင်ပေးထားတဲ့ဖျားစာတွေအားလုံးကိုစိတ်ဝိညာဉ်လွင့်မသွားအောင်စိတ်ထဲကနေအဆက်မပြတ်ရွတ်ဆိုနေတော့တယ်ဗျကြားရဲ့ဟိန်းတန်တဲ့ခြေတံတွေကလည်းမနီးမဝေးမှာကျဲလောင်စွာထွက်ပေါ်နေခဲ့ပါတယ်ကိုရင်လမ်းပြောင်းနေတဲ့တောတွေကနေထွက်ပြေးဖို့ကြိုးစားရင်းစိတ်ထဲကနေဖျားစာတွေရွတ်ဆိုနေရင်းနဲ့ပဲအိပ်ပျော်သွားခဲ့တယ်ဗျအချိန်အတော်ကြာတော့ကြားဟိန်းတန်တွေပျောက်သွားပြီးလူတချို့ရဲ့ခြေတံတွေကိုကြားမှာပင်ပန်းပြီးအိပ်ပျော်နေတဲ့ကိုရင်လန့်နိုးသွားခဲ့ပါတယ်ကိုရင်လေးဒီမှာလားရင်းနေနေတဲ့အတန်ကိုကြားလိုက်ရတော့ကိုရင်အဲ့တစ်ပင်အောက်ကနေချက်ချင်းတိုးထွက်လာခဲ့ပါတယ်တပည့်တော်ဒီမှာပါဦးစင်းဖေ။သူ့ရဲ့မျက်ဝန်းတစ်စုံကကြောက်ရွံ့မှုတွေနဲ့ပြည့်နေပြီးခန္ဓာကိုယ်ကလည်းတုံရှင်နေခဲ့ပါတယ်။ကိုရင်လေးအိပ်ပျော်သွားခဲ့တာမနက်မိုးလင်းကနေအချိန်ထိတောင်ဖြစ်သွားခဲ့တယ်ဗျ။ဒါပေမဲ့လည်းကိုယ်တိုင်အသက်ရှင်ပြီးဦးစင်းနဲ့ပြန်တွေ့ရတာလောက်အရေးကြီးတာမရှိခဲ့ပါဘူး။ဘာလို့တောနယ်ထဲကိုဝင်သွားတာလဲ။ရေကန်မှာမျက်နှာသေးနဲ့ပျောက်သွားတာ။တပည့်တော်ဦးစင်းကလက်ရက်ခေါ်နေတော့မြင်လိုက်လို့ပါ။အဲ့တော့ရေကန်နားမှာတရက်လက်ချုပ်ထားကိုခံနေရလို့ဖေ။ကိုရင်ကဦးစင်းပြောတဲ့ရေကန်နေရာကိုလက်ညှိုးထိုးပြပေးမယ်ရွာသားတွေကတော့အချင်းချင်းကြည့်ပြီးဦးစင်းနဲ့ကိုရင်ကိုတောနက်ထဲကနေခေါ်ထုတ်ပေးလိုက်ပါတယ်မနက်ဆုံးလောက်မှုစောင့်နေကြတဲ့ရွာသားအချို့ကလည်းဖြစ်သွားတဲ့အဖြစ်အပျက်အပေါ်စိုးရိမ်တကြီးနဲ့ပြောဆိုနေကြတယ်ဗျအဲအချိန်မှာအမျိုးသမီးတစ်ယောက်ကအရှင်ဖျားကိုတောထွက်ရာကနေကျောင်းဆောင်မပြန်ခင်အန်နီယေကနေသူတို့ရွာသားတွေကိုကူညီပေးခဲ့ဖို့ရှောက်နေခဲ့ပါတယ်ဒီမှာဘာတွေဖြစ်ခဲ့ကြတာလဲတပည့်တော်တို့လည်းအရင်ကတော့ငြင်းငြင်းချမ်းချမ်းနေခဲ့ဖို့ပါတယ်။တနေ့ကျတော့ဒီကိုလူတစ်ယောက်ရောက်လာပြီ။အရင်မူးတာနဲ့ရေကန်ထဲမှာသေးသွားခဲ့တာ။အရင်ဒီအနားတစ်ဝိုက်မှာတမန်ကြားရှိနေတာကိုလည်းရွာသားတွေသိထားတော့အဲ့လူကကြားလိုက်လို့ရေကန်ထဲကျပြီးသေးသွားတာလားတော့မသိဘူး
သူ့အဝတ်အစားတွေကလည်းစုပ်ပြန်နေခဲ့တယ်အဲ့စကားကိုကြားလိုက်ရတဲ့ကိုရင်ကသူမြင်ခဲ့ရတဲ့ကြောက်ရှာကောင်းတဲ့မြင်ကွင်းကိုပြန်တွေးမိသွားပါတယ်အဝတ်အစားအပြဲတွေနဲ့ဒဏ်ရာတွေနဲ့ပြေးနေတဲ့ယောက်ျားတစ်ယောက်ပါပဲဒါကြောင့်ကိုရင်ကဦးစင်းတဲ့ရွာသားတွေကိုသူမြင်ခဲ့ရတာတွေပြန်ပြောပြလိုက်တယ်ဗျဒီလိုဆိုရင်တော့အဲ့လူတွေရဲ့ဝိညာဉ်ပဲဖြစ်မှာကိုရင်ကိုထင်ပြလိုက်တာလေဦးစင်းလက်ရက်ခေါ်တယ်လို့မြင်တာလေတမန်ကြအသွင်ပြောင်းပြီးကိုရင်ကိုမြှောက်ခေါ်တာဖြစ်လိမ့်မယ်ကံကောင်းတယ်ပြောရမယ်တပြည့်တော့ဒီနားဖြတ်ချောင်းရင်းနဲ့ဦးစင်းတရားထိုင်နေတာကိုမြင်လိုက်လို့မဟုတ်ရင်တော့ကိုရင်လေးကိုနောက်ကျမှတွေ့မှာဒါနဲ့ဒီနေရာကကျောင်းဆောင်အဟောင်းကြီးဖြစ်ခဲ့တာကိုသိပါသလားဗျာတခြားရွာသားတယောက်ကလည်းအရင်ကအဖြစ်ရအဟောင်းတွေကိုပြောပြနေပြီးကိုရင်လေးကတော့ဦးစင်းကိုအံ့အားသင့်စွာနဲ့ကြည့်နေမိခဲ့ပါတယ်ဦးစင်းသိပါတယ်ဒီနေရာကိုတောထွက်လာတာကလည်းဒီဖုံးကြောင်အဟောင်းမှာကြံရှိနေတဲ့ဝိညာဉ်တွေကိုကျွတ်လွတ်သွားအောင်မေတ္တာပို့ပေးခြင်းလို့ပါဒါပေမဲ့ခြောက်ချားနေတဲ့ဝိညာဉ်စိုးတွေနဲ့တမန်ကြားကိစ္စကိုတော့ကိုတော့မသိခဲ့ပါဘူးဒီလိုပြောဆိုပြီးတာနဲ့ဦးစင်းနဲ့ကိုရင်တို့ဆုံးခံယူကစွတ်တောင်းစကားမွက်ကြပြီးဒီနေရာကဝိညာဉ်စိုးတွေကိုမေတ္တာပို့ပေးမယ်လို့မိန့်ကြားခဲ့ပါတယ်ပြီးတော့ကြောက်စိတ်တွေရှိနေသေးတဲ့ကိုရင်ကိုလည်းတီးတန့်စကားပြောလိုက်တယ်ဗျကိုရင်လေးကိုပြောချင်တာဒီနေရာကိုခေါ်လာပြီးတောထွက်တယ်ဆိုတာအကြောင်းအရာအများကြီးကြောင့်ပဲဒီလိုမျိုးဆိုးရွားတဲ့ကိစ္စတွေကိုထပ်တွေ့စေဖို့တော့မဟုတ်ဒါပေမဲ့လည်းကောင်းပါတယ်ဒီအဖြစ်အပျက်ကလူရဲ့စိတ်သဘောထားအမှန်ကိုသိအောင်လဲတင်းပေးသွားပါလိမ့်မယ်ဘယ်လိုမျိုးလဲဗျလူစိတ်ဆိုတာကိုယ်တိုင်ဖန်တီးနိုင်တယ်ကြောက်စိတ်ဖြစ်အောင်လဲလုပ်နိုင်တယ်လို့တတ်သိတွေရှိလာအောင်လဲလုပ်နိုင်တယ်တခါတလေမှကိုမြင်တဲ့အရာကိုထင်တယ်လို့လည်းမဖြစ်နိုင်ဘူးနောက်ဆိုရင်တော့ကိုရင်တတိတရားကိုလက်ကင်ထားရမယ်ဒါမှတောနဲ့ထဲကိုရောက်မသွားနိုင်ပါတင်မဦးစင်းဖေကိုရင်လဲသူ့အတော့ကဲတင်ပေးခဲ့တဲ့ဦးစင်းကိုဦးချကတော့လိုက်ပါတယ်အဲ့နေရာစပြီးဦးစင်းရဲ့နောက်ကိုဘယ်ကူပဲသွားဘာဟုတ်ပဲလှုပ်တေချာတတိထားပြီးတော့အရာရာကိုဆုံးဖြတ်တတ်သွားတို့တယ်ဗျဟုတ်ကဲ့ဇလန်းလေးကောဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ